မင်္ဂလာပါချစ်ခင်လေးစားပါတော့ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာပါစကာပွဲကာလဒုတိယတနင်္ဂနွေနေ့ကိုအမေအသင်းတော်ကဂရုဏာရှင်ယေရှုရဲ့တနင်္ဂနွေနေ့လို့လဲပွဲတော်ကိုကျင်းပပါတယ်ဒီကနေ့မှာဖတ်ရှုကြားနာကြတဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုထောက်ရှုဆင်ခြင်ကြည့်ကြရအောင်ပထမကျမ်းစာကိုတမန်တော်ဝိတ္ထုကနေမှကောင်းလို့ဖတ်ရှုပြီးတော့အသင်းတော်တစ်ခုဟာဘယ်လိုပုံစံနဲ့ဖြစ်တည်နေသလဲဆိုတော့ကိုကျွန်တော်တို့ကိုပြောပြပါတယ်ဝိညာဉ်တော်ဖျားဆင်းကြွလာပြီးတဲ့ချိန်မှာအသင်းတော်ဆိုမွေးဖွားလာတဲ့ယုံကြည်သူတွေတိုးပွားလာခဲ့တယ်အဲ့ဒီယုံကြည်သူတွေဟာဘယ်လိုပုံစံနဲ့သူတို့ရဲ့အဖွဲ့အစည်းကိုကြစ်လက်ခိုင်မာအောင်စောင့်တည်ခဲ့ကြတယ်ဘယ်လိုအချက်တွေကသူတို့ရဲ့အဖွဲ့အစည်းကိုကြစ်လက်ခိုင်မာစေပြီးတော့အခုကျွန်တော်ရှိနေတဲ့အသင်းတော်ရဲ့လို့ရက်တည်နေနိုင်တာလဲဆိုတဲ့အချက်ကိုဒီကနေ့ပထမကျမ်းစာကဖော်ပြထားပါတယ်တော့တမန်တော်ဝိတ္ထုခန်းကြီး1အခန်းငယ်40နှစ်မှာဘယ်လိုပြောလဲဆိုရှင်ပေထရု၏ဟောပြောခြင်းကိုနာယူကာယုံကြည်ခြင်းဖြင့်စေကြောခြင်းခံယူကြသောသူတို့သည်တမန်တော်တို့၏ဆုံးမသွန်သင်ခြင်းမိတ္တဟာရဖွဲ့ခြင်းမုန်းဖဲ့ခြင်းနှင့်ဆုတောင်းပဌနာပြုခြင်းတို့ကိုမြဲမြံစွာလိုက်နာကျင့်ကြံကြလေ၏လို့ပြောတယ်အဲ့တော့အသင်းတော်ရဲ့အစအသင်းတော်ရဲ့ဖြစ်တည်မှုကဒီ၄ခုနဲ့တိဆောက်ထားတာတွေ့ရတယ်ပထမတစ်ခုကတမန်တော်တို့၏ဆုံးမသွန်သင်ခြင်းမိတ္တဟာရဖွဲ့ခြင်းမုန်းဖဲ့ခြင်းနဲ့အတူတကွဆုတောင်းခြင်းဒီ၄ခုကအသင်းတော်ကိုတိဆောက်ထားပြီးတယ်ဒီ၄ခုကအသင်းတော်ထဲမှာအခုချိန်ထိလည်းရှိနေသေးတယ်တမန်တော်ကြီးတွေရဲ့ဆုံးမသွန်သင်ခြင်းအခုချိန်ထိပုပ်ရဟန်းမင်းကြီးတွေတကွဆရာတော်ကြီးတွေဘုန်းတော်ကြီးတွေရဲ့သွန်သင်ဆုံးမမှုတွေနဲ့အသင်းတော်ဟာဆက်လက်ပြီးဖြစ်တည်နေတယ်တော့မိတ္တဟာရဖွဲ့ခြင်းလို့ခေါ်တဲ့အရာယုံကြည်တဲ့သူတွေကကိုယ်ပိုင်ဖြစ်စည်းရလို့ကိုယ်ပိုင်ဥစ္စာရလို့မရှိတော့ဘဲနဲ့ရှိတာတွေကိုအလုံးအတူတူထဲကြတယ်ရှိတဲ့သူမရှိတဲ့သူချမ်းသာတဲ့သူဆင်းရဲတဲ့သူတော့မရှိတော့ဘဲနဲ့အတူတူကပေါင်းစုပြီးတော့နေထိုင်ကြတယ်ဆိုတော့ပြောတယ်တော့အခုချိန်မှာအသင်းတော်တွေမှာရှိနေသေးလားရှိနေပါသေးတယ်ချမ်းသာတဲ့အသင်းတော်တွေမှာဆင်းရဲတဲ့အသင်းတော်တွေထောက်ပံ့ကူညီကြတာတွေအခုချိန်ထိရှိနေပါသေးတယ်မုန်းဖဲ့ခြင်းဒီမုန်းဖဲ့ခြင်းကဘာဖြစ်လာလဲဆိုရှင်ကျွန်တော်အခုနေ့စဉ်ကျင်းပပူဇော်နေတဲ့မြတ်စာတရားပူဇော်ခြင်းပဲဖြစ်တယ်အဲ့တော့အသင်းတော်ဆိုတာကိုရိုမြတ်ဆက်ကရမန်တုကိုဗဟုပြုပြီးတော့ရှင်သန်နေကြခြင်းဖြစ်တယ်လူတွေဟာအတူတူလာပြီးတော့ဆုတောင်းကြတယ်ဘာအတွက်လာတာလဲငါ့ကိုအောက်မေ့တရိယာခြင်းကဤအမှုကိုပြုကြလောလို့ပြောခဲ့တဲ့သခင်ခရစ်တော်ရဲ့စကားတော်ပေါ်မှာမုန်းဖဲ့ပြီးတော့ဆုတောင်းကြတယ်မုန်းဖဲ့ခြင်းမှုပြီးတဲ့ချိန်မှာအတူတူကစားတောင်းကြတယ်တော့မိတ္တဟာရဖွဲ့ခြင်းနဲ့မုန်းဖဲ့ခြင်းတော့ပြီးလို့ရှိရင်အတူတူကဆုတောင်းခြင်းဆုတောင်းမြတ်တာကိုအတူတူပြုလုပ်နေကြခြင်းကအသင်းတော်ကိုဆက်လက်တည်တတ်နေစေတာဖြစ်တယ်တော့ဒီအရာကိုကြည့်မယ်ဆိုလို့ရှိရင်ကက်သလစ်အသင်းတော်မှာဒီ၄ခုလုံးကအခိုင်အမာရှိနေသေးတယ်ကျွန်တော်ဒီဂိုင်းခွဲညီကိုအသင်းတော်တွေနဲ့ပတ်သက်ပြီးတော့တိတ်ပေါ်မှတ်ချက်ပြုလို့မရှိဘူးတိတ်လည်းမပြောချင်ပါဘူးဒါပေမဲ့အသင်းတော်တွေတစ်ခုပြီးတစ်ခုတိုးပွားနေတဲ့အကြောင်းနဲ့အကြောင်းထဲမှာဒီတစ်ခုလေးတော့ပြောချင်တယ်ငါတို့ရဲ့အသင်းတော်ကတမန်ကျမ်းစာပေါ်မှာတိဆောက်ထားတဲ့အသင်းတော်ဖြစ်ပါတယ်လို့ပြောချင်တယ်ဆိုလို့ရှိရင်ဒီလေးချက်ရှိလားစဉ်းစားကြည့်ဒါကတမန်တော်ဝိတ္ထုမှာဘုရားသခင်နှုတ်ကပတ်တော်တမန်ကျမ်းစာကရှင်းရှင်းလင်းလင်းပြောထားတာအသင်းတော်ဖြစ်တည်လာမှုသည်ဘာကြောင့်မလို့လဲတမန်တော်ကြီးရဲ့ဆုံးမမှုတွေမိတ္တဟာရဖွဲ့ခြင်းတွေမုန်းဖဲ့ခြင်းတွေအတူတူကဆုတောင်းခြင်းတွေဒီလေးခုမှာတိဆောက်ထားတဲ့ကြောင့်မလို့အသင်းတော်တွေပေါ်လာတယ်ဗမာလိုဆိုလို့ရှိရင်တော့စကားကလည်းနည်းနည်းကြားပါတယ်ဂိုင်းကနတွေလို့ခေါ်တယ်ကျွန်တော်အဲ့လိုလည်းမသုံးချင်ပါဘူးဂိုင်းကနတွေတော့မဟုတ်ဘူး
သူတို့ခေါ်လို့ပဲအသင်းတော်တွေပေါ်လာဆိုရှင်သူတို့ရဲ့အသင်းတော်တွေကဒီလေးချက်ရှိသလားနော်တခုကတမန်တော်ဝတ္ထုကျမ်းစာကရှင်းရှင်းလင်းပြောထားတယ်ဝိညာဉ်တော်ဖျားဆင်းသက်တဲ့ချိန်မှာအသင်းတော်မွေးဖွားလာတယ်အသင်းတော်မွေးဖွားလာတဲ့ချိန်မှာမေတော်ဟာလည်းသူတို့နဲ့အတူရှိနေတယ်ဆိုတော့ကိုရှင်းရှင်းလင်းလင်းနဲ့တမန်ကျမ်းစာပြောထားတယ်ကျွန်တော်ထင်ပါတယ်ဂိုင်းခွဲညီအကိုတွေရဲ့ဒီအသင်းတော်တွေရဲ့ပြဿနာကကိုရိုမြတ်ဆက်ကရမန်တူကိုညှင်းပယ်တယ်မေတော်ကိုညှင်းပယ်တယ်အသင်းတော်ဖြစ်တည်မှုမှာအဓိကကြားတဲ့အရာတွေကိုပယ်လိုက်တဲ့ချိန်မှာအသင်းတော်တစ်ခုဟာဘလို့မှမှန်ကန်စွာရက်တည်ဖို့မလွယ်တော့ဘူးကိုရိုမြတ်ဆက်ကရမန်တခေတို့အမှန်တကယ်ရှိနေတယ်ဆိုတော့ညှင်းပယ်တယ်မေတော်ရှိနေတယ်ဆိုတော့လည်းညှင်းပယ်တယ်အဓိကမှန်တယ်တစ်ခုဖြစ်တဲ့မေတော်နဲ့ကိုရိုမြတ်ဆက်ကရမန်တူကိုပြစ်ပယ်လိုက်တဲ့ချိန်မှာအသင်းတော်မွေးဖွားလာခြင်းရဲ့အကြောင်းအရာတွေကတောက်ပြတ်သွားတယ်ပျက်စီးသွားတယ်ဒီနေ့သူများကိုအပြစ်မတင်မဲနဲ့ကျွန်တော်တို့ကိုယ့်ကိုပြန်မသုံးသပ်ကြည့်ကြရအောင်ငါဒီကက်သလိတ်ဘာသာဝင်တယောက်ဖြစ်တယ်ဆိုလို့ရှိရင်ဒီအမှုတွေထဲမှာငါပါဝင်လားတမန်တော်တို့ရဲ့သွန်သင်ဆုံးမမှုကိုနာယူသလားမိစ္ဆာဟာရဖွဲ့ခြင်းလို့ပြောတဲ့ပေးကမ်းစွန့်ကြဲခြင်းတွေမှာပါဝင်ပေးကမ်းစွန့်ကြဲမှုပြုလုပ်သလားမြစ်စားတရားတော်မြတ်ကိုနေ့စဉ်မနာယူနိုင်တောင်မှတပတ်မှာတနင်္ဂနွေတရက်တော့မြစ်စားတရားပူဇော်ခြင်းမှာပါဝင်ရဲ့လားဆုတောင်းမြတ်တာပြုရဲ့လားအဲ့တော့ကျွန်တော်တို့ဟာကောင်းတဲ့ကက်သလစ်ဘာသာဝင်တယောက်ဖြစ်ချင်တယ်ဆိုရှင်ဒီအချက်၄ခုကိုကြင်ညာစောင့်တည်ကြရမှာဖြစ်တယ်ဒီအချက်၄ခုနဲ့သာလျှင်အသင်းတော်ကဖြစ်တည်နေရမှာပဲဒီဒုတိယကျမ်းစာမှာတော့ရှင်ပေထရုကဒုက္ခဆင်းရဲခြင်းမျိုးစုံခံနေရတဲ့အသင်းတော်ကိုခွန်အားပေးတဲ့စာရေးလိုက်တယ်မင်းတို့အခုချိန်မှာတွေ့ကြုံခံစားနေရတဲ့ညှဉ်းပန်းနှိပ်စက်ခြင်းတွေဆင်းရဲခြင်းတွေကခဏလေးပါတဲ့ထာဝရတည်မဲ့ဆုလတ်တော်မင်းတို့အတွက်ပြင်ဆင်ထားတာရှိတယ်လောကမှာမတရားမှုတွေနိုင်တဲ့ဆင်းရဲပြုလုပ်မှုတွေအရှက်မဲ့စွာကျူးလွန်နေကြတာတွေကျွန်တော်တွေ့ရမယ်ဘလို့ပဲမတရားမှုတွေရှိနေဒီမတရားမှုတွေပျောက်ကွယ်သွားလိမ့်မယ်ဖျားသခင်စီရင်ဆုံးဖြတ်တဲ့နေ့အမှန်တကယ်ရောက်ရှိလာလိမ့်မယ်ဒီယုံကြည်ချက်နဲ့ဒီမျှော်လင့်ချက်နဲ့ကျွန်တော်တို့အသက်ရှင်ကြဖို့အတွက်ရှင်ပေထရုကဖိတ်ခေါ်တယ်မတရားမှုတွေအောက်မှာဒူးထောက်ရှုံးပေးစာမလိုဘူးဒီမတရားမှုတွေကိုကြော်လွှားအောင်မြင်နိုင်တဲ့အစွမ်းသည်အမှန်တကယ်ရောက်လာလိမ့်မယ်လို့ရှင်ပေထရုကပြောတယ်ဧဝံဂေလိကျမ်းစာတော်မြတ်မှာသခင်ခရစ်တော်ရှင်မြန်ထမြောက်တဲ့နေ့ညနေခင်းမှာဖြစ်တဲ့မြင်ကွင်းကိုကျွန်တော်တို့ကိုပြောပြတယ်တပည့်တော်ကြီးတွေကကြောက်လို့မှုတော့ခတ်ပြီးပိတ်ထားတဲ့အခန်းထဲမှာနေကြတယ်လို့ပြောတယ်တကားကိုရိုးပိတ်ထားတာမဟုတ်ဘူးတော့ခတ်ပြီးပိတ်ထားတယ်ဘာဖြစ်လို့လဲဂျူးလူမျိုးတွေကိုကြောက်လို့ပြောတယ်ဆရာသခင်ကိုတတ်ပြီးပြီအခုတပည့်တွေအလှည့်ရောက်တော့မယ်ဆိုတော့ကြောက်တဲ့စိတ်နဲ့သူတို့ဟာအထက်မှာပိတ်ပြီးနေကြတယ်ကျွန်တော်တို့ရဲ့ဘဝတွေမှာကြောက်ရွံ့တဲ့စိတ်တွေနဲ့အခန်းတကားပိတ်ပြီးတော့ဘယ်နှခါနေခဲ့ဘူးကြတယ်ကြောက်ရွံ့တဲ့စိတ်တွေနဲ့ကိုယ့်ကိုယ်ဘယ်နှခါလှောင်ပိတ်ထားခဲ့ဘူးကြတယ်ဒီသခင်ခရစ်တော်ရှင်မထမြောက်တဲ့သခင်ခရစ်တော်ကကျွန်တော်တို့ရဲ့ဘဝတွေကိုဝင်လာပြီးကြောက်ရွံ့ခြင်းတွေကိုဖယ်ရှားပလိုက်ဖို့အတွက်ပြောနေတယ်သခင်ခရစ်တော်ရဲ့ပထမအဆုံးပေးတဲ့သတင်းစကားက Shalom တင်တို့၌ငြိမ်းချမ်းခြင်းရှိပါစေလို့နှုတ်ဆက်တယ်တော့ဒီ Shalom ဆိုတဲ့ Hebrew စကားလုံးကကျွန်တော်တို့ဗမာလိုမင်္ဂလာပါလို့နှုတ်ဆက်ထားတဲ့ပို့ဘူးလို့ရှိရင် net shine တယ်ဆိုမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ကြတယ်ဂျူးလူမျိုးတွေကတုံးနဲ့တူတွေ့လို့ရှိရင် Shalom ငြိမ်းချမ်းခြင်းရှိပါစေလို့ဆုတောင်းပေးတယ်ဒီဟာကဒီနှုတ်ဆက်ခြင်းကတကယ်ကိုဆန္ဒပြုတဲ့စကားမျိုးငြိမ်သက်ခြင်းလို့ပြောတဲ့ချိန်မှာဒီကျွန်တော်တို့သိတဲ့ငြိမ်သက်ခြင်းမျိုးတစ်ခုပဲမဟုတ်ဘဲနဲ့အရာရာကောင်းမြတ်ခြင်းပေါ့ကောင်းမွန်ခြင်းတွေတင်တဲ့တူရှိပါစေလို့ဆုတောင်းပေးခြင်းဖြစ်တယ်တပည့်တော်ကြီးတွေဟာသခင်ခရစ်တော်ကိုပြစ်ထားပြီးထွက်ပြေးသွားခဲ့ကြတယ်ကိုတော်အတွက်ဆိုအသက်ပေးပါမယ်လို့ပြောတဲ့ပေထရုက3ခါညှင်းခဲ့တယ်သူတို့ရဲ့အပေါင်းပါဖြစ်တဲ့ယူဒာကသခင်ခရစ်တော်ကိုရောင်းစားခဲ့တယ်ဒီတပည့်တော်ကြီးတွေကသူတို့ကိုသူတို့ရှက်နေမှာပဲကြောက်နေမှာပဲဂျူးလူမျိုးတွေကိုကြောက်တယ်ဆိုတာထက်အမျိုးသမီးတွေကတင်ញိုင်းကိုသွားတယ်ငါတို့ရဲ့သခင်
ရှင်ပြန်ပြီဆိုတဲ့သတင်းစကားကိုယူလာတယ်တပည့်တော်ကြီးတဲ့စိတ်တော်ရှုပ်ထွေးသွားတယ်သူတို့နားမလည်ခဲ့ကြဘူးတင်းချိုင်းကိုရောက်လို့တွေ့ခဲ့တဲ့အမျိုးသမီးတွေတော့လာပြီးပြောပြတယ်မာရီယာမက်ဒလီနာကလည်းပြောတယ်ပေထရုနဲ့ယောဟန်လည်းကူတင်းချိုင်းကိုပြေးသွားပြီးသွားကြည့်တယ်အဲ့တော့တကယ်ပဲရှင်ပြန်ပြီလားဘလို့ပုံစံဖြစ်လဲသူများတကယ်ပြန်ရှင်လာမယ်ဆိုရှင်တပည့်တော်ကြီးတွေရဲ့ကြောက်စိတ်တွေရှက်စိတ်တွေကပြည့်နေမှာပဲကျွန်တော်တို့မိဘချင်းဖြစ်တဲ့အာရန်နဲ့အေဝါဟာမစားပါနဲ့လို့ပြောတဲ့အသီးကိုစားပြီးတဲ့ချိန်မှာကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ရှက်စိတ်တွေနဲ့ဖျားသခင်ကြတော့ပုံနေကြတယ်ဖျားသခင်လာတယ်အာရန်မင်းဘယ်မှာလဲလို့မေးတဲ့ချိန်မှာဥယျာဉ်တော်ထဲမှာကိုရောရဲ့အတန်ကြားလို့ကျွန်တော်တို့မှာအဝတ်မရှိတဲ့အတွက်ကြောင့်မို့ကြောက်ရွံ့စိတ်နဲ့ပုံနေပါတယ်လို့ပြောတော့လူဟာအပြစ်အပါကျွန့်ပြီးတဲ့ချိန်မှာရှက်ကြောက်တဲ့စိတ်နဲ့ပုံအောင်ပြီးနေတယ်အဲ့ဒီချိန်မှာဖျားခံလာပြီးတော့တွေ့တယ်ဟုတ်ဒီမှာကြောက်ရွံ့စိတ်တွေရှက်ရွံ့စိတ်တွေနဲ့ပုံနေတဲ့တပည့်တော်ကြီးတွေကိုတင်တို့နဲ့ငြိမ်းချမ်းခြင်းရှိပါစေဆိုပြီးတော့နှုတ်ဆက်စကားပေးခဲ့တယ်တစ်ဆက်တည်းမှာသူ့ပေါ်မှာသစ္စာမဲခဲ့တဲ့တပည့်တော်ကြီးတွေကိုသစ္စာရှိစွာနဲ့ဆက်လက်နေကြဖို့အတွက်သခင်ယေရှုကပါခိုင်းခဲ့တယ်ဝိညာဉ်တော်ဖျားကိုခံယူကြတော့ဆိုပြီးတော့သူတို့ပေါ်မှာဝိညာဉ်တော်ကိုမှုတ်သွင်းပေးလိုက်တယ်လို့ပြောတယ်ပြီးတဲ့အချိန်မှာပြောတဲ့စကားကခမည်းတော်ဟာငါ့ကိုစေလွတ်တယ်လို့ငါဟာလည်းတင်တို့ကိုစေလွတ်တယ်သူကခမည်းတော်ဖျားစေလွတ်လို့တည်င်းကောင်းကိုလူသားတွေရဲ့ကြားထဲမှာလာပြီးဟောပြောခဲ့တယ်အခုသူကတပည့်တော်ကြီးတွေကိုပြန်လဲပြီးစေခိုင်းတယ်သူတို့ကမှားခဲ့တယ်လွဲခဲ့တယ်အပြစ်မှားတွေကျူးလို့မိခဲ့တာမှန်တယ်ဝိညာဉ်တော်ဖျားရဲ့ကျေးဇူးတော်နဲ့သူတို့ကိုပြန်လဲတန့်စင်ပေးပြီးတော့အခုသူ့ရဲ့ကယ်တင်ခြင်းလုပ်ငန်းကိုဆက်လက်လှုပ်ဆောင်ကြဖို့အတွက်စေလွှတ်လိုက်တယ်။ဘာကိုလုပ်ရမှာလဲ။တည်င်းကောင်းကိုဟောပြောရမယ်။ဖျားခင်ချစ်ချင်းမြတ်တာကြောင့်ဟောပြောရမယ်။ဖျားခင်ရဲ့အပြစ်ခွင့်လွတ်ပေးခြင်းကြောင့်ဟောကြားရမယ်။အဲ့ဒါကြောင့်မလို့အကျဉ်သူအပြစ်ကိုသင်တို့တည်စေလို့ရှင်တည်နေမယ်။အကျဉ်သူအပြစ်ကိုသင်တို့လွတ်လို့ရှင်လွတ်လိမ့်မယ်လို့ပြောတော့အပြစ်လွတ်ခြင်းတည်င်းစကားကိုဟောပြောခိုင်းတယ်။အဲ့တော့ဒီကနေ့သခင်ခရစ်တော်ကဂရုဏာရှင်ဖြစ်တယ်တနာဂရုဏာတော်နဲ့ပြေဝတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုရအောင်ဗာနဲ့ပြတယ်လေသူ့ပေါ်မှာမှားယွင်းခဲ့တဲ့တပည့်တော်ကြီးတွေကိုအခွင့်လို့ပေးုံနဲ့မကောက်ဘူးကြီးမားတဲ့လုပ်ငန်းတာဝန်ကိုပါယုံကြည်နဲ့ပြန်လဲအနှံတဲ့အတွက်ကြောင့်မလို့သခင်ခရစ်တော်ရဲ့တနာကျင်နာခြင်းတနာဂရုဏာတော်ကိုကျွန်တော်တွေ့မြင်ကြရတယ်သူ့ကိုမယုံမကြည်နိုင်ဖြစ်နေတဲ့တန်တရားစိတ်တွေကြီးထွားနေတဲ့ရှင်သောမတ်ကိုယုံကြည်ခွင့်ကိုပေးတဲ့အချိန်မှာသခင်ခရစ်တော်ကသူ့ရဲ့တနာကျင်နာခြင်းကိုပြခဲ့တယ်လူရဲ့အားနည်းခြင်းတွေထဲမှာလူရဲ့မပြေဝခြင်းတွေထဲမှာဖျားခင်ရဲ့ချစ်ချင်းမြတ်တာထည့်ပေးပြီးတော့လူတွေကိုဆက်လက်သုံးပြုခြင်းကသခင်ခရစ်တော်ရဲ့တနာဂရုဏာတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်အားလုံးသခင်ခရစ်တော်ရဲ့တနာခြင်းဂရုဏာကိုလိုအပ်နေတဲ့သူတွေဖြစ်တယ်။ကျွန်တော်ဒူးစီရဲ့ဘဝအထက်မှာသခင်ခရစ်တော်ရဲ့တနာဂရုဏာတော်ကိုခံယူကြရအောင်။ကိုယ်တိုင်ခံယူပြီးတဲ့ချိန်မှာတပါးသူများနဲ့လည်းဝေငှပေးကြရအောင်ဖျားသခင်ရဲ့ချစ်ချင်းမြတ်တာကိုတည်ဆောင်တဲ့သူတွေဖျားသခင်ရဲ့တနာခြင်းဂရုဏာတော်ကိုမျှဝေပေးတဲ့သူတွေဖြစ်ဖို့အတွက်ကြိုးစားနေထိုင်ရင်ကောင်းသောခရိယန်တယောက်ရဲ့တက်တာကိုပြန်လဲနေထိုင်သွားကြပါစို့ကျွန်တော်တို့အားလုံးကိုထာဝရဘုရားသခင်ကောင်းချီးပေးတော်မူပါစေ